free kick ကန်တာဝါသနာပါလား free kick ကန်တိုင်းလဲငှက်ပစ်တယ်လို့ဖြစ်နေလားဒါမျိုးဆိုရင်အချိန်10မိနစ်ကျော်လောက်ပြီးလိုက်တာနဲ့နောက်ပိုင်း free kick ကန်တဲ့အခါမှာကိုယ့်ရဲ့ရလက်တွေတည်းပိုကောင်းကျင်နေဆိုရင်ဒီဗီဒီယိုဆက်ကြည့်သွားလို့ရပါတယ်ဒါဆိုစလိုက်အောင် free kick လို့ခေါ်တဲ့အလွတ်တဲကန်ဘောတွေကိုတော့ goal area ထိပ်ဒီမှာဆိုရင်မတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ goal ရအောင်လို့ကြိုးစားကြတယ်ကန်တဲ့အခါမှာ kick power ကိုဦးစားပေးပြီးကန်တဲ့အခါလည်းရှိသလိုတိကျမှုကိုဦးစားပေးပြီးတော့ကန်တဲ့အခါလည်းရှိပါတယ်ဒါကကန်ရတဲ့နေရာအကွာအဝေးနဲ့ကစားသမားရဲ့ဆုံးဖြတ်မှုပေါ်မှာအများကြီးမူတည်ပါတယ်ကျွန်တော်ကတော့ goal area ထိပ်ဒီမှာဆိုရင် power နဲ့ကန်ရတာကိုအားတန်တဲ့သူမဟုတ်တဲ့အတွက်တိကျမှုကိုပဲဦးစားပေးပြီးကန်တာများပါတယ်အခုဒီဗီဒီယိုမှာဆိုရင်ဂိုးသမားရဲ့ညာဘက်ချမ်းကိုဂျိတ်နဲ့ကန်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ခြေလမ်းအောင်လဲ3လမ်းလောက်ပဲယူထားပါတယ်ဒီနေရာမှာကျွန်တော်ဘောလုံးနဲ့တန်းအနေထားကိုမယူထားဘူးတော်တော်လေးကိုဆောင်းဆောင်းလေးကိုယူထားတယ်ဘောလုံးရဲ့ဘေးဘက်ချမ်းကိုဖြတ်ကန်မှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ခြေထောက်တဲ့ကြီးကိုလည်းတစောင်းအနေထားနဲ့ယူပြီးတော့ကန်တဲ့ခြေထောက်ကိုလည်းလွှဲရလွယ်အောင်လို့ဘေးတစောင်းအနေထားကိုတမင်ယူထားတာပါဒီအနေထားမျိုးကဂိုးသမားကသူ့ကိုဘယ်ဘက်ကန်မလဲဆိုတာကိုမှတ်ရခက်တဲ့အနေထားမျိုးပါဂိုးရဲ့ညာဘက်ချမ်းကိုလည်းကန်လိုက်လို့ရတယ်လို့ဘယ်ဘက်ဂိုးသမားရှိတဲ့ဘက်ချမ်းကိုလည်းပုတ်ပြီးတော့ကန်လိုက်လို့ရပါတယ်နောက်တစ်ချက်ကကာထားတဲ့ဝေါ်ကိုမှန်ပြီးကန်ခြင်းဖြစ်ပါတယ်ပြောချင်တာကကိုကဝေါ်ကိုကြော်အောင်ကန်ပါလားဒါမှမဟုတ်လေဝေါ်ဘေးကနေပုတ်ပြီးတော့ကန်ပါလားဒီလိုမျိုးတွက်ချက်ပြီးကန်တာကိုပြောတာပါဝေါ်မှာလူ9ယောက်လောက်ရက်နေရင်ဒုတိယမြောက်လောက်လူရဲ့ခေါင်းပေါ်ကနေပြီးတော့ဝိုက်ပြီးကန်တာမျိုးပြောတာပါဒါကတော့ကျွန်တော် free kick ကန်တဲ့ခါမှာသုံးနေတဲ့အယူဆနဲ့ကန်ပုံကန်နည်းဖြစ်ပါတယ်ကို့အတွက်အဆင်ပြေမယ်ဆိုရင်နောက် free kick ကန်တဲ့ခါမှာလိုက်ကန်ကြည့်လို့ရပါတယ်ငါတို့ကတော့တိကျမှုနဲ့ကန်တာဗီဒီယိုဆုံးနေကြည့်ရတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်